မင်္ဂလာပါဒီနေ့ကဘာပြောမှလဲဆိုတော့ brand new ပဲဖြစ်ဖြစ် second hand ပဲဖြစ်ဖြစ် laptop တစ်လုံးဝယ်လို့ရှိရင်စစ်ရမယ့်အချက်တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်တကယ်ရေးမိတ်ဆွေညီကိုမောင်နှမတွေရပဲဖြစ်ဖြစ်အတိအရာပဲဖြစ်ဖြစ်တက်မလားအေး laptop တော့ဝယ်ဖို့ကွန်ပျူတာတော့ဝယ်ဖို့ခဏတော့လိုက်ခဲ့ပေးပါဆိုရင်ဘာမှမသိဘူးမဖြစ်ရလေအောင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါသိပြီးသားလူတွေကလည်းဒီဗီဒီယိုအတူလေးကိုကြည့်လိုက်လို့အကျိုးမရုပ်စီရပါဘူးဒါပေမဲ့ကျွန်တော်ပြောပြမယ့်အချက်တွေကလုံးဝဒီတေးကြစစ်မှာတော့မဟုတ်ဘူးเนาะပုံမှန်အကျဉ်းအားဖြင့်စစ်ရမယ့်ဟာလေးတွေပဲပြပြပေးပါမှာပေါ့နော်ဒီတေးကြစစ်မယ်ဆိုရင်အချိန်တွေအရင်ပေးရမယ်တကယ်စစ်တင်စစ်တိုင်းတဲ့ဟာတွေကိုအပေါ်ရန်နေနဲ့ပဲကျွန်တော်တို့ပြပါမယ်โอเคအဲ့ဒါဆိုရင် laptop တစ်လုံးကိုရှိရောက်လာပြီဘာလုပ်မလဲသူမထင်ပြီးထိုင်ကြည့်နေလို့တော့မရဘူးเนาะကျွန်တော်ကစစ်ကြည့်ဖို့တော့လိုတယ်โอเคဘယ်ကနေစစစ်မလဲဆိုတော့ကျွန်တော် laptop အဟောင်းလေးနဲ့ပဲစစ်ပြမှာပါเนาะအရင်ဆုံးတွေ့နေရတာဆိုတော့ဒီ body ကနေပဲရင်စစ်မှာပေါ့နော် power မဖွင့်နေအောင် power မဖွင့်နေအောင် power နောက်မှဖွင့်မယ်နော် body ရင်စစ်မယ်ဆိုတော့ဘာတွေစစ်ရမလဲဆိုတော့ဒီ body မှာရှိတယ် USB port တွေ Type C port တွေဒီ LAN port တွေကျိုးနေလားပဲ့နေလားဒါဆိုရင် VGA port တွေပါမယ်ဖုန်းနေလားပဲ့နေလားပေါ့နော်ဒါဆိုရင် charging port ဆိုရင်ဒီအထက်ကပင်တန်လေးကကောက်နေလားပါလားပေါ့နော်ဒါပေမဲ့တော်တော်များများ brand new တွေမှာတော့ authorized distributor တခါတည်းစစ်ပြီးသားတွေပါကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီ distributor မှာလောက်ခဲ့ရဆိုတော့တန်းပြီးတော့ user တွေလက်ထဲကိုတန်းမထည့်ဘူးအစင်းစင်းစစ်တယ်အဲ့လိုစစ်တင်စစ်ထိုက်တဲ့ဟာတွေ screen တွေ color တွေအမှန်အကုန်လုံးစစ်တယ်အဲ့ဒါပြီးတော့မှပဲဒီလာဆိုင်လို့တဆင့်ပို့တာပါနော်အဲ့ဒါဆိုတော့ brand new သမားတွေကတော့တိတ် short မရှိဘူးဒါပေမဲ့လေခင်ဗျားအဝေးကြီးကလာတာထားပါတော့တောင်ကြီးလောက်ကနေရန်ကုန်မှာလာဝယ်ရဆိုရင်လေ brand new ပဲဝယ်တာပဲငါစစ်စရာမလိုဘူးဆိုတာထက်တော့ဗျာစစ်သွားလိုက်ရင်တော့လေထိတ်ချမ်းသာနဲ့ကိုရောက်တော့ AC တုံးရတာပေါ့နော် nice review fortune တွေမှာလည်းအားနေချက်လေးတွေပါတယ်လည်းရှိနေရပါတော့အဲ့လိုစကူတွေပါမပါ port တွေတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ဒါကကျွန်တော် Acer ကိုစစ်ပေးတာမဟုတ်လို့တခြား Lenovo တို့ Dell တို့ HP တို့ပုံစံတွေကတော့တူချင်မှတူမယ်အဲ့တော့ကိုဝယ်တဲ့ brand နဲ့ laptop ရဲ့စစ်တင်စစ်ထိုက်တဲ့ဟာတွေကိုစစ်ပါတော့ body ကအားလုံး okay ရဲ့ဒီနောက်မှာစကူတွေလည်းစုံတယ်ဒီ down တွေဒီကျိုးနေတာပဲ့နေတာမရှိဘူးဆိုရင်တော့တော်လေးအဆင်ပြေပါတယ်Okay body fine သွားပြီဆိုတော့မှကျွန်တော်တို့ဘာစစ်မလဲဆိုတော့ power ဖွင့်လိုက်မယ်နော် Okay power ဖွင့်ရင်ပထမဆုံးဘာစစစ်မလဲဆိုတော့ဘာမှမစစ်နဲ့အောင်အရင်ဆုံးမြင်ရတယ်ဒီ screen ကိုအရင်စစ်မယ် screen မှာဘာတွေစစ်ကမလဲဆိုတော့ line လေးတွေပေါ်နေလားဘာနေလားညာနေလားပေါ့နော်ဟောဒီလိုအလင်းပေါက်တွေဒါအရေးကြီးရနော်ဒီလိုအလင်းပေါက်တွေပြီးရင်ဒီလိုအလင်းပေါက်တွေဒါကျွန်တော်လက်တော့မှအဲ့လိုပေါက်နေရနော်ကျွန်တော်တီးတဲ့လောက်ကတော့အဲ့ကောင်တွေကအဲ့လိုအလင်းပေါက်တွေထွက်ပြီးသွားလို့ရှိရင်ပြန်ပြီးတော့ပျောက်ဖို့တိတ်မရှိဘူးပေါ့နော်အဲ့ထက်ပို့ပြီးတော့ပွားလာဖို့ပဲရှိရနော်ဇက်လောက်ပေါ်လာပြီးသွားရင်လည်းထပ်ပွားလာဖို့ပဲရှိရဲဆိုတော့အဲ့ကောင်လေးတွေ view ဆိုင်ပြီးတော့စစ်ဖို့တော့လိုတယ်နော်ဒါပေမဲ့ကျွန်တော်အသိတဲ့လောက်ကတော့အရင်တော့အဲ့ကောင်တွေ rebel လုပ်လို့မရဘူး rebel လုပ်တဲ့ service လည်းမရှိဘူးဒါပေမဲ့အခုချိန်မှာတော့အခုနီးပညာခေတ်နေရတော့ဟိုကျွန်တော်လည်းမသိရင်လည်းမသိရဖြစ်မှာပေါ့နော်ပြန်ပြီးပြင်လို့ရတာ rebel လုပ်လို့ရတာဖျောက်လို့ရတာရှိရင်လည်းရှိမှာပေါ့မပြောတတ်ဘူးနော်Okay power လည်းဖွင့်ယူပါပြီ screen လည်းစစ်ပြီးပါပြီဆိုရင်ဘာစစ်မလဲဆိုတော့ charging စစ်မယ်နော် charging စစ်မယ်ဆိုရင် charging port တွေကိုအသွင်ကျိုးထိုးလိုက်မယ်ထိုးပြီးလို့ရှိရင်ဒီမှာကျွန်တော်ပြဖို့တော့ကတိတ်မမြင်ရဘူးဖြစ်နေเนาะဒီမှာထားပါတော့ကိုယ့်ရဲ့အခု laptop ရဲ့ charging က 20% ပဲရှိမယ်ဆိုရင်25-30လောက်ထိတော့အသွင်ကျိုးလေးထိုးပြီးတော့ charging ဝင်မဝင်လေးတော့စစ်တင်တယ်เนาะ5မိနစ်10မိနစ်လောက်ပေါ့အဲ့ဒါလေးစစ်ထားလို့ရတယ် charging လည်းတက်တယ် okay တယ်ဆိုလို့ရှိရင် USB port တွေရှိတယ်အဲ့ဒါလေးအရေးကြီးပါတယ် USB port တွေအလုံးလုံးမလို့စစ်မယ်အခုဝယ်မဲ့ဆိုင်မှာပဲဖြစ်ဖြစ် stick လေးပေါ့နော် stick လေးငှားပြီးတာပဲဖြစ်ဖြစ်ကိုယ်မှမရှိရင်လည်းအဲ့လိုလေးစစ်လို့ရတယ်ဒီမှာတော့ပေါ်ရယ်နော်အဲ့မှာတော့မြင်ရခြင်းမှမြင်ရတယ်နောက်တစ်ခုသတိပေးချင်တာကတင်တန်းမှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်တွေ့သမျှ set တွေကိုလက်တော့သွားမထိုးပါနဲ့အဲ့ဒါကျွန်တော်ကိုယ်တိုင်ကြုံမှုတော့နော် virus ကြီးကိုက်မယ် data တွေအကုန်ပြတ်သွားနိုင်တယ်နော်data ကြီးပြတ်သွားရင် recovery ပြန်လုပ်လို့ရပဲပြန်ဖော်လို့ရပဲမှန်ပါတယ်ဒါပေမဲ့ကျွန်တော် free သုံးတဲ့ version တွေကကို 100% ပြန်ရရဲဆိုတာအမှမခံဘူးပေါ့နော်အဲ့လိုထားပါတော့ဓာတ်ပုံတွေတချင်းတွေဓာတ်ပုံတွေ video တွေပြတ်သွားရင်တော့ဘာကဘာကြီးပြန်ဆွဲရင်တော့ပါခြင်းတဲ့ဟာပဲပါတယ်မပါခြင်းကမပါဘူးเนาะအဲ့ဒီပြဿနာတွေတော့ရှိတယ် okay အဲ့ဒါဆို screen လည်းစစ်ပြီးသွားပြီ charging လည်းစစ်ပြီးသွားပြီ USB port တွေလည်းစစ်ပြီးသွားပြီဒါတော့ကျွန်တော်လက်တော့အဟောင်းကကြော CD drive ပါတယ်เนาะ CD drive ပါရင် CD drive စစ်ပေါ့เนาะဒါပေမဲ့အခုနောက်ပိုင်းဒီတန်းကျန်အထက်နောက်ပိုင်းနေမှာတော့ CD ကောင်တွေသိပ်မသုံးတော့ပါဘူးအကုန်လုံး online kit ဆိုတော့အကုန်လုံး download လုပ်ရတယ်เนาะ line ပေါ်မှာအဲ့တော့ဒီကောင်တွေကတိတ်ပေါင်းဝင်တော့ဘူးပြီးရင် 3.5mm jet box လေးပါတယ်အဲ့ဒါ jet တွေပါရှိနေတယ်ကိုက jet ထိုးပြီးစမ်းကြည့်ပေါ့နော်
Okay window ပေါ်ရောက်ပြီး window ပေါ်ရောက်ရင် this PC ကို right click ထောက်မယ် property တွေကိုဝင်လိုက်မယ်အမှာကို laptop ရဲ့ model ရှိတယ်ပြီးရင်အောက်ကလေးကိုနည်းနည်းဆင်းလိုက်မယ်အမှာကို laptop မှာသုံးထားတဲ့ CPU မျိုးစားကိုကြည့်လို့ရတယ်ပြီးရင် laptop RAM memory ကို laptop မှာ ဘယ်လောက်သုံးတာလဲဆိုတာကြည့်လို့ရမယ် Okay အောက်လေးနည်းနည်းဆင်းလိုက်မယ်ကို laptop မှာသုံးထားတဲ့ window အမျိုးအစားနဲ့ window version ကိုကြည့်လို့ရမယ်ပြီးရင်ကို laptop ရဲ့ Wi-Fi network ကဆန်းဖို့အတွက် laptop ရဲ့ညာဘက်အောက်တောင်မှာရှိတဲ့ကဘာလုံးပုံလေးတွေကိုဝင်လိုက်မယ်ပြီးရင် Wi-Fi ချိတ်လိုက်မယ် Wi-Fi ရပြီဆို speaker ဆန်းဖို့အတွက် browser တစ်ခုကိုဖွင့်လိုက်မယ်ကျွန်တော်တို့ Chrome သုံးနေကြမို့လို့ Chrome ဖွင့်လိုက်တယ်ပြီးရင် YouTube ထဲကိုဝင်လိုက်မယ်speaker လည်း okay တယ်ဆို window key နဲ့ R ကိုတွဲနေမယ် run ပေါက်လေးကြာလာရင် notepad ဆိုပြီးရိုက်မယ်အမှာ keyboard လေးကို Hosan design ရိုက်ပြီးစစ်မယ် okay ရဆိုရင်ကျွန်တော်တို့ရဲ့စစ်ဆေးရမယ့်အစီအစဉ်ဒီမှာနေပြီးဆုံးပါပြီအားလုံးကျေးဇူးတင်ပါတယ် bye bye